အကောင်းဆုံးအမျိုးသားဇက်ပို့စုကိုကြေညာတော့မှာဖြစ်ပါတယ်ရှင်။ 2025 ခုနှစ်အတွက်အကောင်းဆုံးအမျိုးသားဇက်ပို့စုကိုဖွင့်ဖောက်ကြေညာပေးနိုင်ရန်အတွက်အကယ်ဒမီခန့်စီသူအားလေးစားစွာနဲ့ဖိတ်ခေါ်အပ်ပါတယ်ရှင်။ နေပြောတော့မင်းကြတော့လေဆက်လက်ခိုးပြီးတောင်းနေတာငါမပြောလိုက်ချင်ဘူး ကဲမပြောလိုက်ချင်နဲ့မပြောနဲ့တော့ရှစ်ရက်ဖို့လို့ချင်တာမလားရော့ယူပါမဆူနင်တော်လိုက်တိတက်လာပြီ နင်လည်းမစိတ်ပြေလက်ပြအလိုလေးပါလေးလို့ကိုစိတ်ကူးမရှိဘူးလား နင်လှုပ်နေတာပဲအသိညာငါလှုပ်ဖို့လိုသေးလို့လား နင်ကလေးတွေဘီးဖမေဖြစ်သွားမှာစိုးလို့ငါပြောနေတာဟဲ့ တင်းရဲ့စောစီနားရင်ကြီးလိုက်တာဟာနင်အခုလှုပ်သွားမှာမဟုတ်လားသွားကြရှိမှာသွားသမှာငါတယောက်တည်းနေပြစီနင်လည်းပတ်စံငါပေးတာပေးလေဟမ်နင်ခေါင်းငါတိုးနေတယ်လေနင်ဘာဖြစ်လို့မရောင်းတာလဲ ငါရောင်းချင်းအောင်ဆောက်နေတာဟဲ့နားလဲလား နင်ကအဲ့လိုလားငါတောင်းတဲ့ပတ်စံပေးရင်ပေးနင်မပေးဘူးဆိုရင်နင်လီသေးပြီးဟန်ဆောင်ထားတာတွေတရွာလုံးသိအောင်ငါလိုက်ပြောပလိုက်မှာပေးတာ ငါဆောက်နင်ဒီကိစ္စတွေဘယ်သူမှရှောက်မပြောနဲ့နော် တော်ဒီငါနဲ့မျိုးဟိုကောနဲ့နားကိုညင်းမြပဲဟာနေပါပြောမလို့လေပြော ငါခေါင်းထဲမှာထက်ထားတဲ့ပတ်စံနေသွားလားမလား နေရလေနေပါစံငါဘာကိစ္စယူရမလဲ အမနင်မယူလို့ဘယ်သူယူမှာလဲ အကောင်ပါနေပါနဲ့ထားမပြီးတော့ငါ့ကိုလာမဆွဆွဲနဲ့ ငါပတ်စံပြန်ဖေး မရှိတော့ကုန်ပြီ ချောင်းနေချောင်းစားခြင်းနဲ့ကောင် ဟဲ့ကောင်ပါနေပါစကားပြောတာလေနေပါစကိုပိတ်ထားလိုက်တော့ငါနားကြီးလာပြီဟာဒီကောင်မနဲ့ ဟဲ့ငါပြောစရာရှိရတော့ပြောရမှာ ဟာဒီကောင်မဝါတော့ဟာ ငါဆောက်ရှင်ဘာတွေမှွေလာပြန်ပြီလေ ဟာငါဘာမှမမွေဘူးမိသိရဲ့ဒီကောင်လေးတက်မိုက်ကြီးလိုက်ခွဲနေ ဘာမှကြည့်ခွဲရမှာလဲကွာကြောက်ဝိုင်းဝင်လောင်းတယ်ရှော့လဲရှော့ပွဲကိုပြောက်ဖြတ်ပြီးတော့တွက်ပြသွားတယ် ငါဆောက်နေတော်တော်ပြဿနာရှာပါလား ငါဘာမှပြဿနာမရှာပါဘူးမိသိရဲ့ဒီကောင်လေးတက်မဲ့လိုက်လုံးနေတာပြီးတော့လည်းငါချက်ကရှုံးသေးတာမဟုတ်ဘူးဟဲ့ ဒီရှောက်လို့ထပ်ပေးသွားမဟုတ်လား ဟဲ့ငါချက်မရှုံးဘူးရောပေးတယ်မပေးနိုင်ဘူးကွာဘယ်လိုဘာလို့ချက်ငါလေးပြိုနေလို့ကွာမင်းမရှိအထိုင်းရတမျိုးလောက်တောင်းတောင်းတာမင်းမပေးဘူးကြီးပြောနေတယ်ကွာ မင်းကျွေးတော်တော်များနေပြီလေ
ပတ်စံလိုချင်လို့ထိုင်းရင်ရောင်းနေတာကွာစတုရိတာတိုက်နေတာမဟုတ်ဘူး ဟုတ်ပါတယ်ဒီကိုသေးဟာငါတကယ်အရန်ကိုတောက်ချင်နေလို့ပါမနေနိုင်လို့ပါကွာမင်းတို့တမျိုးတော့ပြောပြပါကွာမင်းရတယ်နော် မင်းမပေးလိုက်ရမလား မပေးနဲ့ မပေးနဲ့တဲ့မပေးနဲ့တဲ့ ဟာမင်းတို့လေများများကတော်တော်အတိုင်ဘောက်ကိုညီနေဟုတ်လားတကယ်မပေးဘူးလားမ မ င်း ပေးဘူးကွာ သေးကြတယ်နော် သေးကြတယ် မင်းစကားမပြေတော့ဘူးလားရ ပြင်းတော့ကွာ မပြေလည်းမတော့ဘူးကွာ မတော့နဲ့ကွာ 2025 ခုနှစ်အတွက်အကောင်းဆုံးအမျိုးသားဇက်ပိုဆုရှင်အားထူးချွန်ဆုချီးမြှင့်ပေးနိုင်ပါရန်အကယ်ဒမီနေအောင်အားလေးစားစွာပန်ကြားအပ်ပါရခင်ဗျာ2025 ခုနှစ်အတွက်အကောင်းဆုံးအမျိုးသားဇက်ပိုဆုရှင်အကယ်ဒမီနေမျိုးအောင်ခင်ဗျာထူးချွန်ဆုလက်ခံပေးနိုင်ပါရန်စင်မြင့်ထက်သို့ကြွရောက်ပေးဖို့လေးစားဂုဏ်ယူစွာဖိတ်ခေါ်အပ်ပါရခင်ဗျာ2025 ခုနှစ်အတွက်အကောင်းဆုံးအမျိုးသားဇက်ပိုဆုရှင်အားထူးချွန်ဆုချီးမြှင့်ပေးပါတော့အကယ်ဒမီနေအောင်အားအထူးပင်ကျေးဇူးတင်ရှိပါရခင်ဗျာ2025 ခုနှစ်အတွက်အကောင်းဆုံးအမျိုးသားဇက်ပိုဆုရှင်အကယ်ဒမီနေမျိုးအောင်ကကျေးဇူးတင်စကားပြောကြားရန်ဖြစ်ပါရခင်ဗျာအားလုံးပဲမင်္ဂလာပါဗျာနိုင်ငံတော်အကြီးအကဲများနဲ့တကွကြွားရောက်လာကြတဲ့လူကြီးမင်းများကျွန်တော်တို့ရုပ်ရှင်အတတ်ပညာရှင်အနုပညာရှင်များအကယ်ဒမီအတွက်အကဲဖြတ်ပြီးတဲ့ဘုတ်ဖွဲ့ဝင်များကျွန်တော်ချစ်တော်ပရိသတ်များအမျိုးမျိုးနေနေမှာ TV ဖန်သားပြန်နေကြည်နေတဲ့နေမျိုးရဲ့အနုပညာချစ်တဲ့ပရိသတ်များကိုဒီနေရာနေကျေးဇူးတင်ပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်ဗျာဟုတ်ကဲ့ပါမြစ်လက်တဲ့အဖွဲ့သားများကိုလည်းအရန်ကိုကျေးဇူးတင်ပါတယ်ဒရိုက်တာ PK ဇန်ညွန်ရေးဆရာမစာရေးဆရာဆောင်လူလင်းမြင့်လက်တဲ့ပြမဲ့ရေစီးကကျန်းတယ်ဆိုတဲ့စကားတွေမှာပေါင်းဝင်ကြခဲ့တရုတ်ဆောင်များကျွန်တော်ချစ်တော်ညီကိုများကျွန်တော်ဒီနေရာနေကျေးဇူးတင်ပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်ဗျာကျွန်တော်တငယ်ချင်းဖြစ်စီခြင်းနဲ့ကျွန်တော်အကယ်ဒမီရွှေစွန်းရုပ်ထုကိုရခဲ့ပါပြီဗျာအဲ့တွေလဲကျွန်တော်တငယ်ချင်းကိုအရန်ကိုကျေးဇူးတင်ပါတယ်တငယ်ချင်းနေတို့ကျေးဇူးတင်ပါတယ်ဗျာကျွန်တော်အနုပညာတက်တန်းနှစ်30ပြည့်ခဲ့ပါပြီကျွန်တော်အနုပညာတက်တန်းနှစ်30အတွင်းမှာကျွန်တော်နောက်ကနေပြီးတော့မညီမညူပဲနဲ့ကျွန်တော်ရဲ့အမှုပညာနဲ့ပတ်သက်ပြီးနောက်ကဝေယဝစ္စလိုက်လုပ်ပေးတဲ့
ကျွန်တော်ချစ်သောအယုတ်တုံးကြီးကျွန်တော်ရဲ့အာပြည့်စိန်ကိုလည်းကျေးဇူးတင်ပါတယ်လို့ကျွန်တော်သားနဲ့သမီးလည်းပျော်နေလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်ဗျာကျေးဇူးတင်ထိုက်တဲ့သူအားလုံးကျွန်တော်ကျေးဇူးတင်ပါတယ်ဗျာ ကျေးဇူးတင်စကားပြောကြားပေးပါတော့အကောင်းဆုံးအမျိုးသားဇက်ပို့ဆုရှင်အကယ်ဒမီ